ဒီလောကမှာနေတဲ့အချိန်မှာဆိုတော့အရာအားလုံးကိုကျမတို့ဖြစ်လာမှာလို့ဆိုပြီးတော့ဒီတို့ထားနေဖြစ်မှာဖြစ်ဖို့အရာအားလုံးကပြတ်နေတယ်မှာလို့ဆိုတာကိုကျမပို့ပြီးတော့သိရှိလာရပါတယ်လူပွားကြီးဒီမှာနေထိုင်လို့အသက်ရှင်စီစုံစမ်းလို့ရဲ့အမြဲတမ်းတွေ့ကြုံမေရေမန်းချစ်ပန်းတိုင်းများမိလင်းလေးဝေးရချင်းဘူတော်ရှင်ကိုမျောချစ်လိုက်ပါပြည့်ရွေးပြောင်းလေးလေးဒီကဘာချစ်ချင်းစရိုက်တွေရင်ထဲနော်နေလုံးသားညိုင်လောင်ကျွမ်းကိုစီတို့ကစိတ်များလေးဝန်ထိုးလေးဟောပန်းချင်ဘူတော်ရှင်ကိုမျောချစ်လိုက်ပါလူအားလုံးများကတော့ရှင်ခင်ပေးလို့နေချောလိုက်ရမေဘွားရဲ့ရှိခင်မျောလင်းချင်းကိုအားဒီမနေတော့လုံးသားများတွေ့အင်းရသစ္စာရဲ့ဘူတော်ရှင်ကတော့ပေးနေပြီကျမတို့ကတော့ဒီဘာလောကမှာနေတဲ့အချိန်မှာဆိုတော့ကျမတို့အရာအားလုံးကိုတော့မနှက်ပြန်နေတယ်ကျမတို့ဘာလုပ်လဲဘာဖြစ်လဲဆိုတာကိုကျမတို့ကြိုပြီးတော့ပြဆက်လို့မရနိုင်တဲ့အရာတွေဖြစ်တယ်အရာအားလုံးကိုတော့သာဝရဘုရားခင်ကကျမတို့ရဲ့အသက်ဝိညာဉ်ကိုလည်းသာဝရဘုရားကလည်းမြင်မပြင်ဖန်ဆင်းထားတဲ့အတွက်ကြောင့်ကျမတို့ကဒီနေ့ဒီချိန်မှာပေါ့နော်ဒီတိုင်းကမြင်မကိုပြန်သွားရမှာဖြစ်ပါတယ်နော်ဒါမဲ့ကျမတို့ကသာဝရဘုရားခင်ကိုယုံကြည်လက်ခံတဲ့ဒီယေရှုကိုပေါ့နော်ယုံကြည်လက်ခံတဲ့ဒီဆိုရင်ကျမတို့ကဒီလောကမှာကျမတို့ခက်တဲ့တနာမျိုးမျိုးနဲ့နေပြီးမှကျမတို့ဒီဆုံးကြောခဲ့ရင်လည်းကျမတို့ကတော့အသက်ကိုဒီလောကမှာပေါ့နော်လောကမှာသိရှိတဲ့အချိန်မှာဒီလောကမှာတော့ကျမတို့အသက်ကိုတည်သွားမယ်ဒါပေမဲ့နောက်ဘဝအတွက်ပေါ့နော်သာဝရတဲ့အတွက်ကျတော့မောအမနာမသိချင်းနဲ့သာဝရကောင်းကျင်မှုဆူဆန်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ကတိတိချင်းနဲ့လည်းတော့ဘယ်လိုဖြစ်လဲဆိုဒီလောကမှာပေါ့နော်လောကအရာမှာနေတဲ့အချိန်မှာဆိုရင်လောကအရာကိုဆွဲလန်းတဲ့အနေနဲ့ဖြစ်သွားတော့ပေါ့နော်စိတ်ထဲမှာကျတော့ဖြစ်လာပြီးဆိုတော့ဆိုရင်ခန္ဓာရည်ကဒီမှာသိရှိကြတာမဟုတ်ပါဘူးဘာဖြစ်လဲဆိုဒီလောကလူသားဒီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲဒါကြောင့်မို့ကျမတို့ကဒီနေ့တစ်ချိန်ကျမတို့သာဝရကောင်းကင်မှာအတူပြန်ဆုံရမယ်ဆိုတာကိုလည်းကြည့်တယ်ဒီလိုပဲရှိခြင်းရရှိလို့ရင်ကြည့်လက်ခံလို့ပေါ့နော်ဒါပေမဲ့ခိတခဏကျတော့ဒီဆွေးရခြင်းကိုကျမတို့ခန်းစားရပါတယ်ဒါကြောင့်မို့နောက်ဘဝအတွက်ဆိုရင်တော့စိတ်ချရဖို့ဒီလိုပဲရှိခြင်းဒီလိုရှိရင်ကြည့်လက်ခံလို့အပ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်